အဲ့ဒီနောက်ဂျုတ်ကတူနာပြူတွေပြင်ဆင်ပေးထားတဲ့ဖျောင်းတိုင်မီထွန်းညစာစားပွဲကိုသူမကိုဖိတ်ခေါ်ခဲ့ပါတယ်။အဖွားအိုဟာယ်လီဘဲမျိုးသားကိုရွေးချယ်မလဲဆိုတာပို့ပြီးတော့သိကျင်လာခဲ့ပါတယ်။ဟိုတယ်ကိုပြန်ရောက်တဲ့အခါယ်လီဟာလွန်နဲ့တွေ့ဆုံပြီးသူမရဲ့ဖောက်ပြန်မှုကိုဝန်ခံခဲ့ပါတယ်။သူကတော့ဒီအခြေအနေပေါ်အရန်စဝေစဝါဖြစ်သွားပြီးနောက်ထပ်ဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။အရာအလုံးဖြစ်ပျက်ခဲ့ပေမဲ့လည်းလွန်ကသူမကိုချစ်နေစေဖြစ်ပြီးပြန်လိုချင်းကြောင်းပြောခဲ့တယ်ဒါပေမဲ့သူ့ကိုလက်ထပ်ဖို့တော့အတင်းကျပ်မတောင်းဆိုချင်ပါဘူးတဲ့။ဒါကြောင့်နောက်ဆုံးမှာတော့ယ်လီဟာနိုအာစီပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဇလန်ရဲ့အဆုံးသတ်မှာတော့ဂျုတ်ကနိုအာနဲ့ယ်လီတို့ဟာပျော်ရွှင်စွာနေထိုင်သွားကြတယ်လို့ဇနီးဖြစ်သူကိုရှင်းပြခဲ့ပါတယ်။ဒါကြောင့်အဖွားအိုဟာဇလန်တဲကစုံတွဲဟာသူတို့ကိုယ်တိုင်ဖြစ်မှန်ပြန်လည်မှတ်မိလာခဲ့ပါတယ်။အဖွားအိုဟာယ်လီဖြစ်ပြီးအဖိုးအိုကတော့နိုအာဖြစ်ပါတယ်။ယ်လီရဲ့အမတ်တရတွေတဘာဝအတိုင်းပြန်ပွင့်လာစေဖို့နိုအာကသူ့နာမည်ကိုတမင်တကာဖျောက်ထားခဲ့မှနောက်ဆုံးတော့ပေါ်သွားခဲ့ပါပြီ။သူတို့တွေအချင်းချင်းဖလဲတကင်းချစ်ကျင်ခဲ့ကြပါတယ်။ယ်လီကသူမအနေနဲ့ဘယ်လောက်ကြာရင်ထပ်ပြီးမေးသွားဦးမလဲလို့မေးခဲ့ပါတယ်။နိုအာက9မိနစ်ထက်မပိုပါဘူးလို့ပြောတာကြောင့်သူတို့ဟာအကြိုက်ဆုံးတချင်းလေးနဲ့အတူအတန်ကြာကခုန်ခဲ့ကြပါတယ်။ယ်လီကသားသမီးတွေအကြောင်းသူ့ကိုမေးမြန်းတဲ့အခါရုတ်တရက်ယောဂပြန်ထားပြီးထိတ်လန့်ချောက်ချလာခဲ့ပါတယ်။ဒါကြောင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကသူမစိတ်ငြိမ်သွားအောင်ဆေးကျွေးပြီးတိတ်လိုက်ရတာကြောင့်နိုအာခမအကြီးအကျယ်စိတ်ထိခိုက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်နိုအာဟာသူတို့ရဲ့အမတ်တရတပ်ပုံတွေကိုကြည့်ရှုခဲ့ပြီးယောဂအစောပိုင်းစင်တုန်းကယ်လီဟာနိုအာကိုဖတ်ပြပြီးအမတ်တရတွေပြန်ရစေဖို့အတွက်သူတို့ရဲ့အချစ်ဇလန်နဲ့ဘဝအကြောင်းတွေကိုနေ့စဉ်မတန်အသေးစိတ်ရေးသားထားခဲ့မှန်းသိလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့နိုအာဟာနှလုံးရုပ်တရက်ရပ်တန့်သွားပြီးဆေးရုံချက်ချင်းတင်လိုက်ရပါတယ်။အခြားတစ်ဖက်မှာတော့ယ်လီဟာနှလုံးသားထဲမှာဟာတာတာကြီးခံစားနေရရင်အဲ့ဒီဆေးရုံရဲ့သူငယ်ပြန်လူနာဆောင်ကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။အဲ့ဒီညမှာကျမကြီးပြန်ကောင်းလာတဲ့နိုအာဟာသူ့ဇနီးနဲ့တွေ့ဆုံဖို့အလွန်စိတ်အားထက်သန်နေခဲ့ပါတယ်။ပထမတော့သူ့ကိုပေးမဝင်ပေမဲ့နောက်ဆုံးမှာတော့ယ်လီခန်းထဲကိုတွားရောက်ခဲ့ပြီးဒီတစ်ချိန်မှာတော့သူမသူ့ကိုမှတ်မိသွားခဲ့ပါတယ်။သူမဘာမှမမှတ်မိတော့တဲ့အချိန်ကျရင်သူပါဆက်လုပ်မလဲဆိုတာကိုစိုးရိမ်နေခဲ့ပြီးနိုအာကတော့သူမအနားမှာအမြဲတမ်းရှိနေပေးမှာပါလို့အာမခံခဲ့ပါတယ်။သူတို့တွေဟာနန်းရှုံရင်လက်ချင်းချိတ်ကအတူတူအိမ်မောကျသွားခဲ့ကြပါတော့တယ်။နောက်တနေ့မနက်မှာတော့တူနာပြူမလေးဟာအခန်းထဲဝင်လာပြီးသူတို့နှစ်ယောက်လုံးလက်ချင်းတွဲလျက်သားအတိုင်းကွယ်လွန်သွားတာကိုတွေ့လိုက်ရပါတော့တယ်